အားလုံးကိုယေရှုခရစ်တော်ဘုရားနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သတ်ပါတယ်။တာယာတော်မနက်ခင်မှာတောက်ရွံ့ခြင်းနဲ့နာခံခြင်းဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့အနည်းငယ်ခွန်အားပေးတိုက်တွန်းနှိုးဆော်ခြင်းပါတယ်။စာလိုင်ကျမ်း131အပိုင်ငယ်30ထာဝရဘုရားကိုတောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏ပညတ်တော်တို့ကိုစောင့်ချောက်သမျှသောသူတို့သည်ကောင်းသောဉာဏ်ရှိကြ၏ဂုဏ်အတရေတော်သည်အစဉ်အမြဲတည်တည်းတဲ့အဲ့တော့ကြောက်ရွံ့ခြင်းနဲ့ကြောက်လန့်ခြင်းကမတူပါဘူးချစ်တော်မိတ်ဆွေကြောက်ရွံ့ခြင်းကအပေါင်းလက္ခဏာအကျိုးသက်ရောက်မှုရလဒ်ကိုယူဆောင်လာပြီးပေမဲ့ကြောက်လန့်ခြင်းကတော့ကျွန်ုပ်တို့ရဲ့အတ္တထဲမှာအနှုံးလက္ခဏာရလဒ်ကိုသာယူဆောင်လာပေးတာဖြစ်ပါတယ်ကြောက်ရွံ့ခြင်းသဘောကအမြဲတမ်းမှာယိုသိခြင်းနာခံခြင်းလေးစားခြင်းဂုဏ်ပြုခြင်းချစ်ခြင်းယုံကြည်ခြင်းအားထုတ်ခြင်းနဲ့ရှင်တွဲပြီးတော့မှလှုပ်ဆောင်လာစေတဲ့အတွက်အတ္တထဲမှာကြီးပွားတိုးတက်အောင်မြင်ခြင်းစီတို့ခေါ်ဆောင်ပြီးတော့မှဖြစ်ပါတယ်။သို့သောကြောက်လန့်ခြင်းသဘောကကျွန်တော်တို့ရဲ့အတ္တထဲမှာစိုးရင်ပူပန်ခြင်းတွေတေဝေငေးမောခြင်းတွေကနာမငြိမ်ခြင်းညင်တော်ပြစ်တင်ခြင်းစိတ်တက်ကြစိတ်အားငယ်ခြင်းတို့ကိုသာဖြစ်ပေါ်စေတာဖြစ်ပါတယ်။တာမန်ကိစ္စမှာပင်လျင်ငြိမ်သက်မှုနော်ယုံကြည်စိတ်ချမှုမရှိဘဲအရှုံးပေးလက်လျှော့ပြီးတော့မှနောက်ဆုတ်သွားတတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အတ္တထဲမှာကြောက်လန့်သောစိတ်သဘောကိုနေရာမပေးမိဘူးအလွန်အမတန်မှအရေးကြီးပါတယ်တစုံတစ်ခုကိုတော့မလုပ်ရသေးပဲငါမလုပ်နိုင်ဘူးထင်တယ်ဆိုပြီးတော့မှစိုးရင်စိတ်လွန်ကဲခါလက်လျှော့အရှုံးပေးတတ်တဲ့စိတ်သဘောမျိုးလုံးဝမထားရှိဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့တတိပြုရမှာဖြစ်ပါတယ်တခန်းကြီးအပိုင်ငယ်9လောက်မှာဘာပြောလဲဆိုလို့ရှိရင်အကြောင်းမူကားဘုရားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုငါတို့အားပေးတော်မူသည်မဟုတ်တကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏လို့တမန်ကျမ်းစာထဲမှာအတိအကျဖော်ပြထားပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုတွေးပူပြီးကြောက်လန့်တဲ့စိတ်သဘောကိုမပေးဘူးလို့တမန်ကျမ်းစာထဲမှာအတိအကျဖော်ပြထားတဲ့အတွက်ထိုစိတ်သဘောကဘုရားစီကလာတာမဟုတ်ပဲရန်သူပြစ်ခတ်တဲ့မိစလက်နဲ့ဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်တို့တတိပြုရမှာဖြစ်ပါတယ်ရန်သူကအပြစ်ကနေလာပြီးတော့မှကျွန်တော်တို့ချင်းချောက်လာမှာမဟုတ်ပဲအရင်ဆုံးကျွန်တော်တို့ရဲ့အတ္တကျွန်တော်တို့ရဲ့စိတ်ထဲမှာကြောက်တက်လာအောင်မာယွန်းသောအတွေ့အခေါ်တွေနဲ့လာပြီးတော့မှကျွန်တော်တို့ကိုတိုက်ခိုက်တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးစိတ်ထဲမှာကြောက်စိတ်ဝင်သွားပြီးဆိုရင်ဘလောက်ပဲခွန်အားပလာကြီးတဲ့သူဖြစ်နေပါစေရင်းရင်ကျင်းတွေအလိုလိုပျောက်ဆုံးသွားပြီးတော့မှအဝေးကိုထွက်ပြေးပုန်းချောင်သွားခြင်းတဲ့စိတ်ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအခါတဖြည်းဖြည်းနဲ့ဖရာရဲ့ခေါ်ခြင်းလမ်းကြောင်းကနေပြီးတော့မှအဝေးကိုကျွန်တော်တို့ရောက်ရှိသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တထဲမှာဖရာရဲ့အလိုတော်နဲ့စန့်ကျင်အောင်တွန်းပို့မဲ့ထိုကြောက်တတ်တဲ့စိတ်သဘောကိုနည်းနည်းမှနေရာမပေးမိစေပဲသခင်ယေရှုနာမ၌အဝေးကိုကျွန်တော်တို့ကမောင်းထုတ်ဖေရှားပစ်ဖို့လိုအပ်ပါတယ်ထိုကြောက်လန့်တတ်တဲ့စိတ်သဘောကိုမောင်းထုတ်ပြစ်မှသာဘုရားသခင်ကိုကြောက်ရွံ့တတ်တဲ့စိတ်သဘောကနေရာရလာမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကြောက်လန့်ခြင်းကဇာတိစိတ်သဘောဖြစ်ပြီးတော့မှဘုရားသခင်ကိုကြောက်ရွံ့ခြင်းကဝိညာဉ်သဘောဖြစ်လို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အတ္တထဲမှာဇာတိသဘောတွေကိုပြက်ပြက်တတမမောင်းထုတ်မဖယ်ရှားသေးသေးဝိညာဉ်သဘောကအခွင့်မရနိုင်ပါဘူးဇာတိကပဲအတ္တထဲမှာကြီးစိုးပြီးဇာတိရဲ့လွမ်းမိုးခြင်းအောက်မှာပဲကျွန်တော်တို့ရှိနေတဲ့အတွက်လောင်ရိပ်မိနေတဲ့အပင်ကဲ့သို့ကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ကရှင်သန်ကြီးထွားလာနိုင်မှာမဟုတ်ပါဘူးဒီနေ့ယုံကြည်သူဖြစ်လာတဲ့တတန်ကကြာနေပေမဲ့ဝိညာဉ်ရေးရာကြီးထွားမှုမရှိသေးဘူးဆိုရင်ကျွန်တော်တို့ရဲ့အတ္တကိုဘေးရာကလွမ်းမိုးနေတယ်လဲဆိုတာပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာဝိညာဉ်တော်ဘုရားရဲ့လွမ်းမိုးမှုအောက်မှာရှိနေမှသာကြီးထွားရင့်ကျက်တဲ့ယုံကြည်သူအတ္တကိုတလန်ပြီးဝိညာဉ်အသီးတွေများစွာတီးလာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကြောက်လန့်သောစိတ်သဘောကိုဖယ်ရှားပြီးဘုရားသခင်ကိုကြောက်ရွံ့တဲ့သဘောကိုနေရာပေးခြင်းအပြင်ဘုရားသခင်ဓမ္မလာသောတကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်သဘောကိုရရှိလာမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ဘုရားသခင်ကိုကြောက်ရွံ့သောသဘောက
ပညာရဲ့အချုပ်အခြာဖြစ်တယ်ဆိုလိုတာကမကောင်းမှုဒုစရိုက်များကိုရှောင်ရှားပြီးဘုရားသခင်နဲ့တက်သောအရာကိုရွေးချယ်လှုပ်ဆောင်တတ်ခြင်းကစစ်မှန်တဲ့ပညာဖြစ်ပါတယ်ချစ်တော်မိတ်ဆွေပညာတရားကဘုရားသခင်ကိုကြောက်ရွံ့သောသူသားလည်းရရှိမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကိုကြောက်ရွံ့ခြင်းကပညတ်တော်ဖြစ်တဲ့ဘုရားစကားကိုနာခံလိုက်လျှောက်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။ပညတ်တော်လို့ပြောတဲ့အခါမှာကယ်တင်ခြင်းရဖို့လှုပ်ဆောင်ရတဲ့အရာမဟုတ်သလိုကောင်းကြီးရဖို့တခုတည်းအတွက်ယူရည်ပြီးလှုပ်ဆောင်ရတဲ့အရာလည်းမဟုတ်ပါဘူး။ပညတ်တော်ဆိုတာကဘုရားရဲ့စိတ်သဘောဘုရားရဲ့အလေးအလာကိုနက်နက်သိရှိပြီးတော့မှဘုရားသခင်နဲ့ပုံမရင်းနှီးကြောင်းဝင်လာစေဖို့ရအတွက်ကျွန်တော်တို့ဘက်ကနာခံရမယ့်ဘုရားစကားဖြစ်ပါတယ်။ပညတ်တော်ကိုစောက်ချောက်တော်သူလို့ပြောတဲ့အခါမှာဘုရားစကားကိုကျွန်တော်တို့နှလုံးသားထဲကနေနာခံတော်သူဖြစ်ပြီးတော့မှထိုသူတွေကကောင်းသောဉာဏ်ရှိကြတယ်လို့နှုတ်ကပတ်တော်ကအတိအကျဖော်ပြထားတယ်။အကြောင်းကတော့ဘုရားစကားကိုနာခံလိုက်လျှောက်တော်သူတွေဟာအခြားသူတွေထက်ဘုရားနဲ့ပုံမူရင်းနှီးကြောင်းဝင်လာပြီးတော့မှဘုရားသခင်နဲ့တစိတ်သဘောတည်းဖြစ်လာတာကိုတွေ့ရပါတယ်။အဲဒါကြောင့်ဘုရားတွေးသလိုတွေးလာမယ်။ဘုရားမြင်သလိုကျွန်တော်တို့ကမြင်လာမှာဖြစ်တယ်။ဘုရားပြောသလိုကျွန်တော်တို့ရဲ့အသက်တာထဲမှာပြောလာမယ်။ဘုရားလှုပ်ဆောင်သလိုကျွန်တော်တို့လည်းလှုပ်ဆောင်လာမှာဖြစ်တယ်။အရာရာမှာဘုရားရဲ့နှလုံးသားအတိုင်းတွေးခေါ်ကြံစီပြုမှုလှုပ်ဆောင်လာမှာဖြစ်ပါတယ်။ဒါကြောင့်သားတော်သခင်ယေရှုခရစ်တော်ကခမဲတော်ဘုရားနဲ့တလုံးတဝတည်းရှိသလိုမျိုးဘုရားစကားကိုနာခံလက်လျှောက်လာတဲ့ကျွန်တော်တို့ရဲ့အသက်တာဟာဘုရားသခင်နဲ့တလုံးတဝတည်းဖြစ်လာမှာဖြစ်ပါတယ်။ဘုရားနဲ့တလုံးတဝတည်းဖြစ်လာတဲ့သူရဲ့အသက်တာမှာဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့ပြည့်စုံခြင်းဘုရားသခင်ရဲ့တန်နိုင်ခြင်းတွေကမြင့်ရည်ကဲ့သို့အမြဲတမ်းစီးစီးနေမှာဖြစ်ပြီးတခြားသောသူတွေစီကိုပြန်လည်ပြီးမှစီးဖြတ်သွားနိုင်မှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာအပြင်အခြားသောသူများကိုပြန်လည်ကောင်းကြီးဖြစ်စေပြီးဘုရားသခင်ရဲ့ဂုဏ်ကြီးစုတော်ကိုပြသတော်သူဖြစ်စေဖို့ရန်အတွက်ကောင်းမြတ်တော်မူသောဘုရားဂုဏ်အသရေတော်ကိုအစဉ်မြဲတည်တော်မူသောဘုရားတနာခြင်းကရုဏာနှင့်ပြည့်စုံတော်မူသောအလုံးစုံသောအချုပ်အခြာဖြစ်သောဘုရားခင်ထာဝရဘုရားနဲ့တလုံးတဝတည်းဖြစ်ခြင်းသဘောစီသူနေ့တိုင်းမှာစာငက်တောင်းတလျက်ဘုရားသခင်ကိုကြောက်ရွံ့ယိုသေးတဲ့ဘုရားသခင်ကိုကြောက်ရွံ့ယိုသေး၍စကားတော်ကိုနာခံလိုက်လျှောက်အသက်ရှင်ဖို့ရတဲ့မိတ်ဆွေတို့ကိုနှစ်တာနဲ့ဝင်ငါလိုက်ပါတယ်အားလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ